ကိုပြုတ်ကျသွားပြီးဒီကောင်မလေးဝတ်ထားတဲ့ဘောင်းဘီကအတူဖြစ်နေတာပဲမော်ကြည်စမ်းမင်းတိုင်းမှာကျေးဇူးပြုပြီးတမီးကိုမရွေးပါနဲ့သူကငါအိမ်ကိုတကယ်မလာချင်တာပဲငါသာသူ့ကိုရွေးလိုက်ရင်လူတိုင်းပတ်ဆက်ပိတ်သွားမှာဖြစ်တယ်လို့သူငါ့အပေါ်မဟုတ်တာတွေးမှလည်းစိတ်ပူစရာမလိုတော့ဘူးငါသူ့ကိုပဲယူမယ်နေပါဦးပါဖြစ်တာလဲဒီမှာငါကအယုတ်ဆိုးဆုံးပဲလေတာနဲ့ငါကဘလို့လို့အရွေးခံလိုက်ရတာလဲငါရဲ့ဆိုးရွားတဲ့နာမည်ဆိုးကတကယ်ကိုပြန့်နှံ့နေတာပဲဒီကောင်မလေးကိုတေးမတက်ကြောက်သွားအောင်လှုပ်လိုက်မိပြီးဒီနေရာကတကယ်ကိုချမ်းသာတာပဲတက်ခင်လေးကဓာရီအကုန်လုံးကိုတယောက်တည်းစားနေတာပေါ့ညစာစားပြီးပြီလားဟင်ဘာလဲညစာလဲရှိတာပဲလာမင်းကဘာလို့အော်နေတာလဲတနေ့သုံးနှစ်စားရတာပုံမှန်မဟုတ်ဘူးလားတနေ့သုံးနှစ်စားရတယ်မင်းအိမ်မှာတနေ့သုံးနှစ်မစားဘူးလားမဖြစ်နိုင်တာသမီးတို့ကတနေ့မှတစ်နက်ပဲစားရတာအဲ့ဒါတောင်စံပြုတ်ကျဲကျဲလေးပါနှစ်တကူးချိန်မှာတော့ထမင်းတစ်ပတ်ကအပြည့်မစားခဲ့ရဘူးအာဟာရပြည့်ရင်မြို့ပြင်ထွက်ပြီးတောဟင်းသီးဟင်းရွက်တွေတွားတူးရတဲ့ဒါကနန်းတော်နဲ့နီးတဲ့လူတွေရဲ့အခြေအနေတော့ပိုဆင်းရဲတဲ့ဒေသတွေကိုကြည့်လိုက်ပါဦးရောဒီအစားအသောက်တွေကအခုမင်းအတွက်ပဲဒါကဘာလို့ဒီလောက်မွေးနေတာလဲဖြည်းဖြည်းစားနောက်ဆိုရင်တနေ့သုံးနှလုံးမိဖို့ကြောင့်မှတွားစားပါမဝရင်ပို့လုတ်ခိုင်းလိုက်ကျေးဇူးတင်ပါတယ်တခင်လေးသူကလူတိုင်းပြောသလိုတိတ်မဆိုးပါဘူးစားပြီးရင်ရေသွားခက်ခဲရေချိုးရတော့မယ်သူဘာလို့အခုထိရောက်မလာသေးတာလဲချမ်းပင်သွားကြည့်စမ်းပါလို့ကြားနေတာလဲတခင်လေးကမင်းကိုခေါ်နေတယ်မြန်မြန်လှုပ်ချေတော့ဆေးပေးရတော့မယ်တခင်လေးမင်းကဘာရက်လုံနေတာလဲသူရှုဖက်နှက်တွေကိုချုပ်ပေးလိုက်လေအော်ဟုတ်ကဲ့အင်းဒီခန်းကနည်းနည်းထူးဆန်းနေတယ်လို့ပဲဒါကမင်းရဲ့ခေါင်းစည်းကျိုးလေးမင်းဘာလုပ်နေတာလဲသူခြေတော့ကိုလွတ်လိုက်တော့လေအိုမဟုတ်သေးပါဘူးတခင်လေးအစဉ်ပြေရဲ့လာသမီးတမင်လောက်တာမဟုတ်ပါဘူးတစ်ချက်တည်းဆွဲလိုက်တာနဲ့ဒီလောက်ပြုတ်ထွက်သွားမယ်လို့ဘယ်သူတိမှလဲတခင်လေးကြွတ်သားလေးချင်းကန်နည်းနည်းလှုပ်တင်နေတော့ငါကအဲ့လိုသဘောနဲ့ပြောတာမဟုတ်ဘူးစောက်ဆန်းပဲလာငါကိုထထိုင်အောင်ကူပေးဦးတခင်လေးအစဉ်ပြေရဲ့လာဝေးမှာနေငါအနားမလာနဲ့ထွက်သွားချမ်းပင်သူ့ကိုဒီကနေထုတ်သွားဆန်းမယုံနိုင်စရာပဲဒီကောင်မလေးကဘလို့လို့ဒီလောက်ကဆိုးရတာလဲထွက်သွားလိုက်တော့သွားပြီးငါတော့ပြီးပါပြီသူစိတ်တူရင်လူတွေတေကုန်ကြတယ်လို့ပြောကြဒါပဲအခုတော့ငါသူ့ကိုတကယ်စိတ်တူအောင်လှုပ်လိုက်မိပြီသူငါ့ကိုဘာလို့မလဲဘယ်သူတိမှလဲငါကလူသက်သမားမဟုတ်ပါဘူးဒီကိစ္စနဲ့ပဲသူ့အသက်ကိုတတ်မှာမဟုတ်ပါဘူးမနှက်ပြန်ကြရင်သူ့ကိုယဉ်ကျေးမှုအမှုကျင့်ချိုတင်ပေးလိုက်ပြီးတော့နောက်ဆိုသူ့ကိုငါနာမလာစေနဲ့ဒီအဝိစားနဲ့ဆိုတော့နှမျောစရာပဲတတ်ခင်လေးသမီးဘာလို့ရမလဲချမ်းပင်သူ့အတွက်တင့်တော်တာတစ်ခုခုစီစဉ်ပေးလိုက်ပါသူကကြည့်ရတာတိတ်မလှပေမဲ့အလုပ်တွက်တဲ့အလုပ်လဲတကယ်စူးစမ်းတဲ့ဟဲ့ချမ်းပင်ဘယ်မှာလဲထားလိုက်ပါတော့ဆက်လုပ်ရုံပဲအလုပ်ပို့လို့ရင်ပတ်စံပို့ရမှာပဲစောက်ဆန်းပဲအာမင်းကဘာလို့အပေါ်တက်နေတာလဲမဟုတ်ရင်တန်ရှင်းအောင်တုပ်လို့မရလို့ပါအာတခင်လေးသမီးကိုတတ်မလို့လာချမ်းပင်ကသမီးကိုပြင်းပေါက်တွေတန်ရှင်းခိုင်းတာပါမင်းကတော်တော်တတိရှိနေပါလာမင်းကိုမင်းပြန်ကြည့်စမ်းဘလို့မင်းကလေးကခပ်ပတ်ထဲစကထိုးထည့်ထားတာလဲဘာမှပေါ့မနေပါဘူးအင်းတခင်လေးစိတ်မတူပါနဲ့အခန်းပြန်သွားငါခေါ်တဲ့အထိအဲ့မှာပဲနေပြီးတော့ကြံတဲ့ပြင်းပေါက်တွေကိုတန်ရှင်းရေးလှုပ်လိုက်ဟာတကယ်ကြီးလားငါဘာလှုပ်လိုက်လို့လဲချမ်းပင်အိုးမင်းတိုင်ကမင်းကိုရှာနေတာဟဲ့ချမ်းပင်ဒီမှာတို့အတွက်ပိတ်ရက်တွေရှိလာကုန်ရင်လာစာထုတ်ပေးတဲ့တရက်ပိတ်ရက်ရမယ်အော်ရာကတခင်လေးမင်းအတွက်ပို့ပေးလိုက်တဲ့ဆေးပါသူငါ့ကိုစိတ်မဆိုးဘူးပေါ့သူကတကယ်ကိုလူကောင်းမဲ့အစားတောက်လဲပေးတဲ့ဆေးလဲပို့ပေးတဲ့အေးသူကမင်းကိုအလွယ်တကူလှုပ်ပေးလိုက်တာပါဆက်ပိတ်ပြီးနောက်ဆိုအလုပ်စူးစမ်းပါတိပါပြီးငါတိဖို့လိုတာအခြားပါရှိသေးလဲတခုရှိတယ်သူကတင်ပေါ်ဘယ်တော့မှတက်မအိမ်နဲ့မဟုတ်ရင်မင်းနောက်တရသွားမယ်သူကတင်ပေါ်တက်အိတ်ရမယ်ဘာလို့ငါကအဲ့လိုလုပ်ရမှာလဲသူမှအခန်းမရှိလို့လားမဟုတ်ဘူးကတင်ပေါ်တက်အိတ်တယ်ဆိုတာခိုးဝင်တာကိုပြောတာသူကိုလိုချင်တဲ့ပုံစံမျိုးပေါ့အော်သဘောပေါက်ပြီးမပူပါနဲ့အဲ့ဒါကငါကောင်းထဲမှာလုံးဝမရှိတဲ့အရာပဲငါကိုလည်းကြည်ဦးငါတက်အိတ်ရင်အောင်သူငါကိုကန်ထုတ်မှကောင်းပြီးမင်းနားလေသွားတာဝမ်းသာပါတယ်ဒီနေ့နောက်ဖက်ချန်တဲ့ကမြေစီလွားတွေကိုတွားတူးလိုက်ပါသူနာမကက်နဲ့ဒါကတော်တော်လွန်လာပြီးချမ်းပင်သူ့ကိုပေါ်ပါတဲ့အဝတ်စားအချို့တွားယူပေးလိုက်ရုပ်ရည်ကောင်းတာကိုနှမျောစရာပဲဟာဒီနေ့လေတော်တိုက်တာပဲအဝတ်အစားတစ်တွေအတွက်ကျေးဇူးတင်ပါတယ်တခင်လေးအင်းအလုပ်ပြန်လုပ်တော့ဟုတ်ကဲ့တခင်လေးအဲ့ဒီကောင်းမလေးကိုသဘောကျနေလို့2ရက်လောက်အပြင်မထွက်တာလို့လူတိုင်းပြောနေကြတယ်ဟာကျေးဇူးပြုပြီးသူ့ကိုကြည့်လိုက်ပါဦးတခင်လေးတတိထားအင်းငါပေါက်ပြဘဲရောက်သွားတာလဲပေါ်သွားတယ်ထင်နေတာမဆန်းပါဘူးဆရာဝန်သွားခေါ်လိုက်နေပါဦးအိမ်ထဲကိုပြန်ဝင်သွားတာတော့မဟုတ်ပါဘူးနော်တခင်လေးကတကယ်ကြီးဒီပေါက်ပြအားနဲ့ထိသွားတာလားငါကအဲ့လောက်တောင်ပြင်းပြင်းမပြစ်လိုက်ပါဘူးပြီးတော့အဝေးကြီးမှာလေးဟုတ်တယ်မလားမိုက်တယ်ငါပြဿနာရှာမိပြန်ပြီးတောင်းပန်ပါတယ်တခင်လေးသမီးမရည်ရွယ်ပါဘူးချမ်းပင်သူ့ကိုဆွဲထုတ်သွားလိုက်ငါသူ့ကိုအခုမမြင်ချင်ဘူးမင်းတိုင်နေနောက်ကျနေပြီးထမင်းသွားစားတော့ကိုမသွားခင်သွားစားဟုတ်တာဆိုသမီးသွားလိုက်ပါဦးမယ်တခင်လေးတစ်ခုခုလို့ရင်သမီးကိုခေါ်လိုက်ပါတော့သူ့ကိုပြစ်ဒဏ်တော့မပေးဘူးလားသူ့ကိုကြည်စမ်းသူကစကားနိုင်လူပြောဖို့တောင်မတန်ပါဘူးဒီအရာကိုအဝေးဆုံးပြစ်လိုက်ပန်းပဲဆရာစီမှာဒီထက်ခိုင်းမှတာတစ်ခုသွားလုတ်ခိုင်းလိုက်ဒီကောင်မလေးအတွက်တီးတန့်ပဲသူကဘဝဟောင်းကငါရန်သူဖြစ်ခဲ့တာနေမှာမဟုတ်ရင်ဘာလို့ငါကိုဒီလိုအမြဲပြဿနာရှာနေမှလဲအကြောင်းပြချက်တစ်ခုခုရှာပြီးသူ့ကိုရက်အနှဲငယ်ခွင့်ပေးလိုက်ငါအနားယူဖို့လိုတဲ့ချမ်းပင်တခင်လေးအခြေအနေဘလို့လဲသမီးသွားကြည့်ရမလားဟင်းအင်းသူအဆင်ပြေပါတယ်သူကမင်းကို2ရက်တောင်ပိတ်ရက်ပေးလိုက်သေးတယ်ငါလာစားလဲရတဲ့အိမ်လဲပြန်ရတယ်ပေါ့ဒီနေရာကတကယ်ကိုကောင်းတာပဲတခင်လေးကလည်းလူကောင်းမဲ့သူဘာလို့သူ့ကိုအနားမှာထားချင်နေတာလဲမသိဘူးဒါကရှုံးစီနဲ့အာနီတို့လိုချင်တဲ့အရာတွေအကုန်လုံးပဲဒါတွေအကုန်ဝယ်ပြီးတာတော့34ပြားကြံသေးတယ်ဒီအိမ်မှာလာလို့ရတဲ့12ပြားနဲ့ပေါင်းရင်စေကူတာစရိတ်အတွက်လောက်သွားပါပြီငါနဲ့ခဏလိုက်ခဲ့မင်းကိုမေးစရာရှိလို့ငါကမင်းကိုမသိပါဘူးပါလို့မင်းစကားကိုနားထောင်ရမှာလဲငါကကျင်ရတော့ချင်းရဲ့ကိုလို့တော့ပါကျင်ရတော့ချင်းဟုတ်လားငါကမင်းတခင်မအတွက်အလုပ်လုပ်ပေးနေတာမဟုတ်ဘူးအဲ့တော့ဖဲဆန်းပါပတ်ဆက်ဆောင်စီမဟုတ်ရင်ဒီမှာရင်ရိုက်ပြမယ်မရိုက်ပါနဲ့တော့ငါမင်းကိုပြန်ပေးပါမယ်နောက်တစ်ခါပြန်ပြောရင်ဘာဖြစ်မယ်ဆိုတာမင်းတင်ငန်းစာရသွားတာပေါ့ဒီကောင်မလေးကကြည့်ရတာထက်ပိုတတိရှိတာပဲတခင်လေးချင်းလီယန်ကဘာလို့မင်းနိုင်နောက်ကိုလိုက်သွားတာလဲသိနေတာပဲလေသူကငါအကြောင်းတရင်ချက်လက်ရဖို့သူ့ကိုလက်ထိုးချင်တာကျင်ရတော့ချင်းကဒီလောက်နဲ့လက်လျှော့မှာမဟုတ်ဘူးထင်တယ် movie wicket တွေအတွက် foul လုပ်ထားပါ